73နာရီမြောက်မှာပီရမစ်ပတ်လက်တဲပင်တွေစားပြီးတုံခါလာပါတယ်။အကြောင်းကြီးတွေဖြည်းဖြည်းချင်းပွင့်လာပြီးအမောင်ထဲကနေထွက်လာတာကတော့တေမင်းတမန်နဲ့ဖယားအနူဘစ်ပါပဲ။သူကခမည်းကိုစိုက်ကြည့်ပြီးတော့လူသားမိမာတီလိုနက်ဖယားရဲ့စွမ်းအားမျိုးရှိမနေတင်ဘူးလို့ပြောလိုက်ပါတယ်။15နာရီမြောက်မှာအနူဘစ်ကသူ့ရဲ့ရားစလန်တန်းကိုမြောက်လိုက်တဲ့အခါရွတ်တရက်ဆိုတော့တဲပင်ကြီးပွင့်ထွက်သွားပြီးရှေးဟောင်းကြီးရဲ့ဝိညာဉ်စစ်တပ်ကြီးထောင်ထဲချီပြီးထူးထွက်လာပါတယ်။မြို့သူမြို့သားတွေကအသက်လူပြီးထွက်ပြေးကြသလိုဖာရောဘုရင်ရဲ့စစ်တီတွေကလည်းကြောက်လန့်တကြားနဲ့ဒူးထောင်နေကြပါပြီ။18နာရီမြောက်မှာခမည်းကတောရဲ့လက်နက်ဖြစ်တဲ့တူတော်ကိုခေါင်းကင်ညံစီမြောက်လိုက်ပါတယ်။မဲမောင်နေတဲ့တင်တိုက်တွေစူယုံလာပြီးနိုင်မီတလျှောက်မိုးချင်းတန်တွေဟင်းထွာသွားတာပါ။အဲ့ဒီနောက်ခမည်းကတူးနဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်တဲ့အခါလက်စီတန်ဓာစင်ပေါင်းမဆွာကဝိညာဉ်စစ်တပ်ကြီးစီကိုတန်မတ်ဖိတ်ခတ်သွားပါတော့တယ်။ဒါပေမဲ့20နာရီမြောက်မှာတော့အနူဘစ်ကလက်ကိုမြောက်လိုက်ယူလေးပါပဲ။သူကတမလလောကရဲ့တကားဝေါကိုဖွင့်လိုက်ပြီးအေယာမတတဝါကြီးတကောင်ဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာပါတယ်။အဲ့ဒါကတော့ဝိညာဉ်တွေကိုဝါမျိုးရဲ့အမစ်လောက်ခေါ်ရဲ့တတဝါကြီးပါပဲ။23နာရီမြောက်မှာခမည်းကအကြီးမားဆုံးမိုးချိုးမုန်တိုင်းကိုခေါ်ယူဖို့ဖြစ်နေတော့မှာပဲခေါင်းကင်ကြီးကအပြာရောင်အလင်းတန်းတွေနဲ့အတူစုပ်ဖဲခါလိုက်ရတယ်လို့ဖြစ်သွားပါတယ်အတန်တစ်ခုကလည်းဘဲတူကငါရဲ့ဒူဘူးတုံးနေတာလေဆိုပြီးဟင်းထွက်လာခဲ့ပါတယ်24နာရီမြောက်မှာတော့ဒူတလက်ကိုကင်ထားတဲ့လူတန်းကြီးတယောက်ကလက်စီးလေးထဲကနေခြေလန်းလန်းထွက်လာပါတယ်တော့အစစ်ကြီးပေါ်လာတာဖြစ်ပြီးအခုဆိုရင်တော့နတ်ဖယားရီရဲ့စပွဲကစတင်တော့မှာဖြစ်ပါတယ်